ခင်ဗျာအဖြိုဝင်ရှုပ်ကနေပေးတာလေလွေမိုးအောင်လူချွတ်ချွတ်ပဲခင်ဗျာညာပြန်နေအေရီယာလေးဝင်လာပြီရှုပ်ပေးတာပေးလာပြီကိုပြီခင်ဗျာဒီချိန်မှာတော့လွေမိုးအောင်ရေပေးဖို့မှုကနေတစ်စင်လက်ရှိအာရှဗလာချစ်စစ်ပွဲစဉ်တွေမှာကိုသိန်းချွေတွေ့နေခဲ့တဲ့တန်ပိုင်ကပဲအဲ့ဒီပိတ်သွင်းပြီးတော့မာသင်းတွေဒုတိယမြောက်ဥဆောင်ကိုတော့ရယူပေးခဲ့ပြီပဲဖြစ်ပါတယ်တပိုင်းနေဒီမာသင်းရဲ့ကစားသမားတွေအဝေးခံနေခဲ့ကြတာပဲဖြစ်ပါတယ်ကိုစောဝင်လက်ရှိပါတော့မာသင်းကတော့အဝေးကွင်းမှာပါကစ္စတန်အသင်းကိုတော့2ဂိုးပြည့်ဆိုတဲ့ရလဒ်တစ်ခုနဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်လူမိုးအောင်ရဲ့ပြပမှုကလည်းကောင်းမွန်ခဲ့သလိုတန်ပိုင်ရဲ့ပိတ်သွင်းမှုကလည်းအမောင်းကြီးမရှိခဲ့တာပဲဖြစ်ပါတယ်ဒူယာဘိုင်ပြန်စားလို့73မိနစ်အတွင်းမှာတော့မြန်မာအသင်းတွင်ကွန်တစ်ခုတီတော့လက်ရှိချိန်မှာရရှိထားခဲ့ပြီလည်းဖြစ်ပါတယ်။အာရှဗလာခြေစစ်ပွဲတွေမှာမြန်မာအသင်းရဲ့တိုက်စစ်မှာတွင်ကွန်တွေအများပြားနဲ့အချိုးပြုနေခဲ့တဲ့တန်ပိုင်ဒီနေ့မှလည်းနောက်ထပ်တွင်ကွန်တစ်ခုနဲ့တော့မြန်မာအသင်းအခုပြတ်စရရလက်ဦးဆောင်စီနိုင်မဲ့အနေနဲ့တစ်ခုရအောင်တော့ဒီချိန်မှာပြုလုပ်ထားနိုင်ခဲ့ရလည်းဖြစ်ပါတယ်။တန်ပိုင်ဒီနေ့ဒီတွင်ကွန်နဲ့ဆိုရင်အာရှဗလာခြေစစ်ပွဲမှာတွင်တဲ့တွင်ကွန်ကတော့၄ဂိုးထိရှိလာခဲ့တာဖြစ်ပြီးတော့အချက်ပလာခြေစစ်ပွဲမှာမြန်မာအသင်းရဲ့တိုက်စစ်ကိုတော့တန်းပါ